အားလုံးပဲအမတော်တွေပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အခုနေနေတဲ့ Hatfield မြို့မှာဘာတွေရှိလဲဆိုတာကျွန်တော်လည်းမလိုက်ပြပေးမှာဖြစ်ပါတယ်နေတဲ့မြို့ကတော့မြို့သေးသေးလေးပဲဗျအဲ့တော့မြို့သေးသေးလေးရဲ့ vibe ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်နည်းနည်းရိုက်ပြပေးချင်ပါတယ်ပြီးတော့တစ်ဆက်တည်းမှာပဲကျွန်တော်ဖက်နှက်ချုပ်ဖို့လည်းရှိရပေါ့နော်အဲ့တော့ကျွန်တော်ဖက်နှက်ကဒီမှာပြဲသွားရပါတော့ဒီနားမှာဒီလိုပေါက်သွားတယ်နှစ်ဖက်လုံးဗျနှစ်ဖက်လုံးအဲ့လိုပေါက်သွားတော့ဖက်နှက်လည်းတစ်ခါတည်းတော့ချုပ်ရင်းနဲ့ကျွန်တော်မြို့ထဲမှာဘာတွေရှိမလဲဆိုတာနည်းနည်းရိုက်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ let's goရာသီဥတုကပူတော့ပူလာပြီဗျာ spring က March လ20ရက်နေ့ရောက်မယ်ပြောတယ်ပေါ့နော်အဲ့ဒါအခုနည်းနည်းတော့ပူလာနေပြီလေတော့တိုက်နေတယ်ပေါ့ဗျာဒါပေမဲ့အရင်လိုမျိုးတော့မအေးတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်အခုစက်ဘိန်းထား station ရောက်နေပါတယ်စက်ဘိန်းကိုငားပါမယ်ဗျာကျောင်းကစက်ဘိန်းဆိုတော့ဗျာကျွန်တော်တို့ကျောင်းသားတွေအနေနဲ့စက်ဘိန်းကို free စီးလို့ရတယ်ပေါ့နော်အဲ့တော့ let's go ငားလိုက်အောင်မယ်စက်ဘိန်းကဒီမှာပေါ့နော်စက်ဘိန်းကိုဒီမှာ scan ဖတ်ပြီးတော့မှကျွန်တော်တို့ application ကို down ရတယ်ဗျာဒီ application ကနေမှပဲကျွန်တော်တို့ကဒီမှာ scan ပြီးတော့မှဒီနားခတ်ထားတဲ့တော့ automatic ဖြုတ်မှာပေါ့နော်အဲ့တော့စပင်ငါလိုက်ပါအောင်မယ်ဗျဒီနား area ကတော့ဒီမြို့ရဲ့ public area လို့မျိုးပြောလို့ရမယ်ဗျဘာလို့လဲဆိုလို့ရှိရင်အဲ့လိုမျိုးလမ်းလျှောက်တဲ့လူတွေရှိမယ်ခွေးနဲ့ဆွဲလာပြီးတော့မှသူတို့ခွေးကိုဒီနားမှာတူလာဆော့ကြတာရှိမယ်ပေါ့ဗျအရန်တာရတယ်ဗျရာသီဥတုကတော်တော်လေးကိုတာရတယ်ဗျကျွန်တော်တို့ကြောက်ရတီးရသွားရပေါ့နော်မူပြဲပွဲလို့ပြောရဗျမူပြဲပွဲ vibe ကိုရတယ်ပေါ့နော်ကိုတော့စပိစီပြီးတော့ AC လေးသွားမယ်ဗျဒီရှေ့အဆောက်အုံကတော့ဒီမြို့ရဲ့မူလတန်းကျောင်းပေါ့နော် secondary school လို့မျိုးပေါ့ဗျာ secondary school ဟိုမှာကလေးတွေစောနေတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါဒီ Hatfield မြို့ရဲ့မူလတန်းစာတင်ကျောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီအရှိနားမှာဆိုလို့ရှိရင်တော့ Ferrari ကားကုမ္ပဏီတို့ Mercedes တို့ဒီ luxury ကားပါကုမ္ပဏီတွေအများကြီးရှိတယ်ပေါ့နော်ဒီနားတော့လောက luxury ကားတွေရဲ့ကုမ္ပဏီတွေရှိတဲ့နေရာပေါ့နော်ကျွန်တော်တို့အခုနေတဲ့မြို့ထဲမှာပဲဟိုမှာ Bentley ဗျာဒီနား Bentley ဟိုအောက်နားမှာဆိုလို့ရှိရင် Lamborghini ရှိတယ်ပေါ့နော်ကျွန်တော်ဟိုအောက်ထိတော့မသွားတော့ဘူးဗျဒီနားသွားရဘာလို့ဒီလိုရှိရတာလဲဆိုလို့ရှိရင်တော့ဒီနားသွားရသူ့ဟာဟိုဒီမြို့ရဲ့ business area လိုမျိုးဖြစ်နေတယ်ပေါ့နော်ဒီအင်္ဂလန်နိုင်ငံမှာမြို့တိုင်းမှာသူတို့ရဲ့ business area ဆိုတာရှိတယ်ဗျအဲ့တော့သူတို့ရဲ့ business area ရောက်တဲ့နေရာဆိုလို့ရှိရင်နည်းနည်းကြောင်ကြတယ်ပေါ့နော်မြို့ပြင်ဖက်နည်းနည်းတော့ရောက်တယ်ဗျဒီမှာဆိုလို့ရှိရင်နောက်ကားကုမ္ပဏီတစ်ခုလည်းတွေ့ရအောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အနောက်မှာတော့ကြာကွာပေါ့နော်ပြီးတော့မှဒီမှာလဲ Land Rover ပေါ့နော်ကားကုမ္ပဏီတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်သွားမယ့်နေရာ15မိနစ်တော့စက်ဘိန်းစီးရမယ်ဗျသွားလိုက်ကြအောင်ဒီရှိတဲ့ဟာတွေကကုန်ပစ္စည်းတွေရဲ့ကုမ္ပဏီတွေဖြစ်ပါတယ်ကျွန်တော်အခုအရှိမရောက်နေတဲ့နေရာကတော့ Porsche ကားကုမ္ပဏီဖြစ်ပါတယ်ဒီနေရာကတော့ဒီမြို့ရဲ့ highway ဖြစ်ပါတယ်ဗျဒီရာသီဥတုကအရန်ကောင်းတယ်ဗျဘာလို့လဲဆိုလို့ရှိရင်အရန်ကြီးလည်းမပူသလိုအရန်ကြီးလည်းမအေးဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ခါတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့စက်ဘိန်းမောင်းပြီဆိုလို့ရှိရင်လက်အိတ်မပါလို့ရှိရင်မောင်းလို့မရဘူးဗျဒါပေမဲ့အခုကတော့လက်အိတ်မပါလဲမောင်းလို့ရနေတယ်ပေါ့နော်အဲ့တော့ရာသီဥတုကတော့တော်တော်လေးဖိုင်းလာပါပြီကျွန်တော်တို့နွေရာသီဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့တောင်ကြီးမှာရှိတဲ့နွေရာသီလိုမျိုး vibe ရမယ်လို့ကျွန်တော်ထင်တာပဲဗျအခုကတော့ဖက်နှက်ချိုးရမယ့်နေရာတော့ရောက်လာပြီပေါ့နော် Tesco လို့ခေါ်တယ်ဗျ Tesco ဆိုတာ supermarket လိုမျိုးပဲပေါ့နော်အဲ့ဘေးမှာရှိတယ်ပေါ့နော်ကျွန်တော်ဖက်နှက်ချိုးရမယ့်နေရာဒီနားမှာပေါ့နော် Timson လို့ခေါ်တယ်အဲ့နားဆိုရောက်ပါပြီဗျဒီတော့ဖက်နှက်ဆိုင်ကကျွန်တော်ပြင်လို့မရဘူးပြောတယ်ပေါ့နော်ကျွန်တော်ဖက်နှက်ကပိတ်စမရှိဘူးလို့ပြောတယ်ပေါ့နော်
ပိတ်စားရှိမှပိတ်စားနဲ့ပြန်ချုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးပိတ်စားမရှိတော့အဆင်မပြေဘူးလို့ပြောတယ်ဗျအဲ့တော့မရခဲ့ပါဘူးပြန်มาတော့မယ်ဗျပြီးတော့ကျွန်တော်ဒီနိုင်ငံမှာအကြိုက်ဆုံးတစ်ခုဆိုလို့ရှိရင်တော့ဒီစက်ဘိန်သွားမဲ့လမ်းနဲ့လူသွားမဲ့လမ်းကိုတီးတန့်ခွဲထားပေးတာပေါ့နော်အဲ့ဒါတနေရာတည်းမဟုတ်ဘူးဗျတစ်လျှောက်လုံးပဲပေါ့နော်အဲ့လိုမျိုးခွဲထားပေးတော့ဗျအရန်အဆင်ပြေရပေါ့နော်အဲ့လိုမျိုးတိုက်မိရတယ်လည်းမဖြစ်တော့ဘူးလူကလည်းရှောင်ပေးဆရာမလို့နေတော့ဘူးပေါ့နော်အတော်လေးကိုကောင်းပါတယ်ဗျအဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်တော့ဒီအသက်ကြီးအဖိုးဖွားတွေအသက်50ကျော်တဲ့ဒီလူကြီးလူအိုတွေပေါ့နော်နေလို့ရှိရင်အရန်အဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အရန်တိတ်ဆိတ်တယ်ဗျမြို့ကတေးသေးလေးလည်းဟုတ်တယ်လို့ပြီးတော့မှဒီ facility လည်းအစုံရှိရပေါ့နော် shopping mall လားဘာညာစားတောက်ဆိုင်လား gym လားတို့အဲ့ဒါတွေအကုန်ရှိတော့ဗျာအဖိုးကြီးဖွားကြီးတွေဆိုလို့ရှိရင်စူးငယ်မကြိုက်တဲ့လူကြီးတွေအတွက်ဆိုလို့ရှိရင်တော့တော်လေးကိုအဆင်ပြေမဲ့မြို့ဖြစ်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်တော့နေနိုင်လောက်ထင်တယ်ရဲအေးတော့ပြီးတော့ကျွန်တော်အခုနေတဲ့မြို့ကလေရင်ထုတ်တဲ့ကုမ္ပဏီလည်းရှိတယ်လို့ပြောတယ်ဗျာအဲ့ဒါဒီနားမှာတော့ကျွန်တော်မတွေ့သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နေတဲ့ campus ရဲ့နာမည်က D Havilland ဗျအဲ့ဒီ D Havilland ကုမ္ပဏီကသူတို့လေရင်ကိုလည်းထုတ်တယ်လို့ပြောတယ်ဗျအဲ့တော့ကျွန်တော်အဲ့ဒါတော့တစ်ခါမှမတွေ့ဘူးသေးပါဘူးဒါပေမဲ့အဲ့လိုမျိုးရှိတယ်လို့တော့ကြားဖူးတယ်ပေါ့နော်စာထဲမှာလည်းဖတ်ဖူးတယ်ပေါ့နော်ဒီနားအိမ်ကိုကြည့်ဗျာနန်းတော်လို့ဘာလို့နဲ့ဗျာကျွန်တော်စလာတော့ဒီနားကိုအစိုးရအဆောက်အုံတစ်ခုခုရှိတယ်လို့ထင်နေတယ်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးဗျာလူနေအိမ်ကြီးတွေဖြစ်နေတယ်ပေါ့နော်